ကိုတယောက်ထဲရှိတဲ့အစီရဲ့ဆုံးနှလုံးသားနိုင်ငံငယ်ခေါင်မိုးအောက်ကထူကြမယ်လာနေချေရောက်ရဲ့ရိုက်နေတော့မဲ့တေကလေးရဲ့ရှိနေပုံရဲ့အစမပြေနိုင်တဲ့ကိုဘဝတိုင်းပဲကွယ်ပင်နိုင်စပန်းလေးဝိကိုတွေ့ကြောင်မညွန်းနှွမ်းစေခြင်းနဲ့ကြပြလေးတစ်ပုတ်ထနူးညံ့နဲ့မကလေးငယ်ကိုကွယ်ဘဝခရီးချမ်းနဲ့ချစ်တခုနဲ့မလန့်ငယ်စေခြင်းနဲ့မလာခြင်းမနဲ့အုံလာမကလေးရွှေနန်းဆောင်ရွှေကောစောခင်ခံဆောင်လေးစံပြညာချွေရဲ့သင်ပင်များစွာလေးအမြင့်ဆုံးမရေမလေးတစ်ပါးဖြစ်စေကွယ်အချစ်ကလေးရဲ့ဒီလိုမင်းကိုထားခြင်းနဲ့နှလုံးသားမှာအားလုံးရှိတယ်တဲ့တွေကိုမိခဲနေမိထုံးမို့ဆွဲပြီးခြင်းပါတယ်ချစ်တဲ့လမ်းတိုင်းပန်းလေးတစ်ပွင့်ခင်ပြီးနေခြင်းနဲ့ကိုယ်နှလုံးသွင်းနေမင်းခမ်းလေးစီစူစီခြင်းနဲ့ပြောစရာတွေပဲမင်းထွက်ဖြစ်ရမယ်လေးထမုံတိုင်းဆဲလို့ကိုရဲ့ဘဝငြိမ်းချမ်းလာခြင်းပဲကိုတို့နှစ်ယောက်ထွက်လာပြီးညရောက်ရှိလာခြင်းပဲချစ်ဆုံးလေးထွက်ပန်းခင်လက်ခင်ပြီးချိန်မှာကွယ်လာခေါ်မှာပေါ့ကိုရဲ့မိကလေးရွှေနန်းဆောင်ရွှေကောစောခင်ခံဆောင်လေးစံမြညာချွေရဲ့သင်ပင်များစွာလေးအမြင့်ဆုံး